ဝန်ထီးတကောင်ဟာသူကလေးတွေကိုစားဖို့ချင်းကပ်လာနေတာကိုဝဝန်မကြီးကတတိထားမိသွားပါတယ်။ဒါကြောင့်သူကလေးတွေကိုလုံခြုံတဲ့နေရာကိုပို့ဖို့အမြန်ဆုံးပြေးရပါပြီ။ဝဝန်ထီးကအနားကိုရောက်နေပြီဖြစ်တာကြောင့်အရန်နောက်ကျသွားပါပြီ။ဝဝန်ထီးဟာသူကလေးတွေကိုပြစ်မှတ်ထားပြီးပြေးလိုက်လာနေပါတယ်။ဝဝန်မကြီးတွေရဲ့စင်ငယ်မာသားဘဝဟာတော်တော်လေးကိုခက်ခဲကြမ်းတမ်းပါတယ်။ချင်းသေးတွေလိုအုပ်စုလိုက်မနေတတ်တာကြောင့်သူကလေးတွေကိုဝိုင်းဝန်းကာကွယ်ပေးမဲ့သူ့မိသားစုဝင်တွေလည်းအနားမှာရှိမနေကြပါဘူး။သူတကောင်လည်းပဲပြန်ကာကွယ်ရပါမယ်။သူ့ထက်အကောင်ကြီးပြီးအင်အားကြီးတဲ့ဝဝန်ထီးကိုသူမနိုင်နိုင်ပါဘူး။ဒါပေမဲ့သူကလေးတွေထွက်ပြေးချိန်ရအောင်တော့အချိန်ဆွဲထားနိုင်မယ်ထင်ပါတယ်။ဝဝန်ထီးနဲ့တိုက်ခိုက်နေတော့မှပဲသူကလေးတွေကိုရှာမတွေ့တော့ပါဘူး။ဒီချိန်ကိုဝဝန်ထီးကစောင့်နေတာပါ။ဝဝန်ထီးကထွက်ပြေးသွားတဲ့အကောင်ပေါက်လေးတွေကိုအနံ့ခံရင်းလိုက်ရှာနေပါပြီ။ဝဝန်ပေါက်လေးတွေသေဆုံးသွားတဲ့အကြောင်းရင်းတွေအများကြီးတဲကမှအဓိကအကြောင်းရင်းကတော့ဝဝန်ထီးတွေရဲ့စားပစ်တာကိုခံရလို့ပါ။ဒီတစ်ခါတော့ကံကောင်းသွားပါတယ်။ဝဝန်ထီးကြီးကအနံ့ခံရင်းလိုက်ရှာနေတော့မှဝဝန်မကြီးကသူကလေးတွေကိုလုံခြုံတဲ့နေရာစီခေါ်သွားလိုက်နိုင်ပါပြီ။ဝဝန်ပေါက်လေးတွေအတွက်မိခင်တကောင်တည်းကပဲကြုံလာတဲ့အန်ဒီရတိုင်းကိုကာကွယ်ပေးတဲ့တတိုင်းကြီးတစ်ခုလိုပါပဲ။ဝဝန်အမေကြီးကသူတို့ကိုတခြားဝဝန်ထီးကြီးတွေချောင်းမြောင်းတိုက်ခိုက်လို့မရအောင်ရှင်းရှင်းလင်းလင်းမြင်ရတဲ့ကမ်းခြေစီကိုသူကလေးတွေကိုခေါ်သွားပါတယ်။ပိုကောင်းတာဒီနေရာမှာအစာဘလူရှာရမယ်ဆိုတာဝဝန်မကြီးကသိနေပါတယ်။ဒီချိန်ကတော့သူကလေးတွေကိုလက်ဆက်တဲ့ခရုတွေဘလူရှာစားရတယ်ဆိုတာသိပေးရမယ့်အချိန်ပဲဖြစ်ပါတယ်။ခရုခွာစားတာကလည်းကျွမ်းကျင်မှုလိုပါတယ်။ဝဝန်တကောင်ရဲ့နှာခေါင်းဟာကျွန်တော်တို့လူသားတွေထက်အစ1000လောက်အနံ့ခံအာရုံကောင်းပါတယ်။နိုးအောက်မှာမြုပ်နေတဲ့ခရုတွေကိုအနံ့ခံရှာဖို့အကောင်းဆုံးလက်နက်ပါပဲ။အကောင်ပေါက်လေးတွေအတွက်ကတော့ကမ်းခြေကိုရောက်ဖူးတာဒါပထမဦးဆုံးအချိန်ပါ။သူတို့ဟာကမ်းခြေရဲ့တာယာလှပမှုကြောင့်တော်တော်လေးပျော်ရွှင်နေပုံရပါတယ်။ကလေးတွေထုံးစံအတိုင်းရှုပ်နေပေတူးနေအောင်ပြေးလိုက်လွှားလိုက်စော့နေကြပါတယ်။ပြီးတော့ကမ်းခြေမှာကြောက်တုံးတုံးတွေ့တာကြောင့်ဘောလုံးလိုလှိမ့်ပြီးကစားနေလိုက်ပါသေးတယ်။ငှက်တွေတွေ့ရင်လည်းလိုက်ဖမ်းနေပါတယ်။သူတို့လိုပဲတခြားဝဝန်ပေါက်လေးတွေဟာလည်းဒီကမ်းခြေလိုမျိုးလုံခြုံတဲ့နေရာမှာစော့ကစားနေကြပါတယ်။ဒီအကောင်လေးတွေကတော့တစ်နှစ်သားရှိနေကြပါပြီ။ဒီနှစ်မှာတော့သူတို့ဟာသူတို့အမေနဲ့တူခရုတွေရှာဖွေစားတောက်တာကိုသိယူနေကြပါတယ်။ဒီရွယ်ရောက်တာတော့သူတို့ကတော့စော့လို့ကောင်းနေကြတော့မှအခုလိုမျိုးတပ်ပုတ်တန်းကစားကြတာဟာသူတို့ဘဝအတွက်အရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုလည်းဖြစ်ပါတယ်။သူတို့အချင်းချင်းဘယ်ကောင်ကပိုတန်မာတယ်လဲဆိုတာသိရတယ်လို့သူတို့အရွယ်ရောက်လာလို့တကယ်တိုက်ပွဲတွေမှာရင်ဆိုင်တိုက်ခတ်ရတဲ့အခါပြင်းပြင်းထန်ထန်ဒဏ်ရာရတာသေဆုံးတာတွေကိုအခုလိုလေ့ကျင့်မှုတွေရဲ့အတွေ့အကြုံတွေကိုသုံးပြီးတော့ကာကွယ်နိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့ဒီကမ်းခြေကိုရောက်နေတဲ့ဝဝန်တိုင်းကကစားဖို့လာကြတာမဟုတ်ပါဘူး။စောစောကဝဝန်ထီပြန်ရောက်လာပြန်ပါပြီ။ဒီမိသားစုအတွက်တော့သတိရှိနေဖို့ဒီဝဝန်ကြီးကသတိပေးနေတယ်လို့ပါပဲ။ဒီဝဝန်ညိုသားမိတွေရဲ့အသက်ရှင်သန်မှုအတွက်ရုန်းကန်ရတဲ့လှုပ်ရှားမှုတွေကိုရိုက်ထားတဲ့နောက်ထပ်အပိုင်းလေးတွေရှိပါသေးတယ်။နောက်ပိုင်းလေးတွေကိုဆက်ကြည့်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကို like and share လေးလုပ်သွားပြီးတော့ comment မှာကိုယ့်ရဲ့ထင်မြင်ချက်လေးတွေကိုဝင်ရေးပေးသွားလို့ရပါတယ်။အားလုံးပဲအဆုံးထိကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်။